ကျေးဇူးပါကိုတဲ့မသိတာလေးတွေပြောပြပေးလို့ဟုတ်ကဲ့ပါမြေနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်သိတဲ့လောက်လေးတွေမျှဝေပေးတာပေါ့နော်ဒါအခုလောလောဆယ်မှာဒါဟိုတစ်ချက်ချင်းစီကိုပြောပြရဆိုရင်ဒါကတော့ပြောမယ်ဆိုအသေးစိတ်တော့ဖြစ်နိုင်ဘူးပေါ့နော်တချို့ဟာလေးတွေဆိုရင်ကျွန်တော်တို့ပြောမယ်ဆိုရင်ဒါ TikTok မှာဆိုတော့အချိန်တိုလေးတွေမှာကန့်သက်လေးနဲ့ပြောပြရတာနော်ဒါလေးတွေအခုမြေချောင်းနဲ့ပတ်သက်လို့နားလည်ခြင်းနဲ့သိခြင်းနဲ့ကိုခြံနေအိမ်နေဝဲတာမမှားခြင်းဘူးနော်ပြောမယ်ဆိုကိုရင်းနှီးထားတဲ့ငွေလေးနဲ့ကိုရဲ့ချွေးနေတာလေးနဲ့ကိုစုဆောင်းထားတဲ့ငွေလေးနဲ့အိမ်နေခြံနေဝဲတာမမှားခြင်းဘူးဆိုရင်တနင်္လာနေ့တစ်ခုကျွန်တော်လုပ်ပေးမယ်9လပိုင်းနေမှာเนาะအခုနည်းနည်းအချိန်လေးကျွန်တော်တော့အချိန်1လလောက်ပြီကျွန်တော် plan ဆွဲရမယ်ပြီးတော့နောက်ပြီးဘာကြံသေးလဲဆိုတော့ကျွန်တော်တို့ရင်းနှီးမြှုပ်နှံမှုအတွက်ဘယ်နေရာမှာဝယ်ရင်ဘယ်လိုအမြတ်ရှိနိုင်လဲဘယ်နေရာမှာဝယ်ဘယ်လိုကျိုးမြတ်ရှိနိုင်လဲဘယ်လိုမြေမျိုးဝယ်ပြီးတော့ဘယ်လိုပြန်လုပ်လို့ရနိုင်လဲစတဲ့အကြောင်းအရာလေးတွေကိုကျွန်တော် training တင်တန်းလေးကျွန်တော်လုပ်ပေးမယ် Zoom နဲ့ပေါ့เนาะ Zoom နဲ့လုပ်ပေးမယ်အဲ့တော့ပြောချင်တာကရင်းနှီးမြှုပ်နှံခြင်းတဲ့လူတွေကိုယ့်လက်ထဲမှာငွေရှိလို့ဝယ်ထားမယ်အချိန်ပြန်ရောင်းခြင်းနဲ့ဒီလိုလူမျိုးတွေအတွက်ကိုကျွန်တော်တီးတက်တင်တန်းလေးဖွင့်ပေးမယ်เนาะ HMA တင်တန်းလေးရင်းနှီးမြှုပ်နှံမှုတင်တန်းလို့ခေါ်တာပေါ့အဲ့ဒါလေးကျွန်တော်ဖွင့်ပေးမယ်เนาะကျွန်တော်အချိန်လေးတော့9လပိုင်းထဲမှာကျွန်တော်စပေးမယ်အကုန်လုံးကျွန်တော်တော်တော်များများတော့ကျွန်တော်ပြင်ဆင်ပြီးနေပြီဆိုတော့Zoom အစီအစဉ်လေးနဲ့ကျွန်တော်ပြောပေးမယ်ဥပမာဆိုပါစို့တရက်ကို2နာရီ6ပတ်ဒီလိုအစီအစဉ်လေးတွေပေါ့ကျွန်တော်လုပ်ပေးမယ်เนาะကျွန်တော်အခုဗီဒီယိုလေးလုပ်တဲ့ခါကျတော့အိမ်ချန်ပီယံနဲ့ကြည့်တဲ့ခါမှာဒီမြေနဲ့ပတ်သက်ပြီးမနားမလဲအများကြီးပဲနောက်ကျွန်တော်အခုဒါအိမ်ချန်ပီယံကုမ္ပဏီဖွင့်လာတာဆိုကျွန်တော်6နှစ်9နှစ်တည်းဝင်လာပြီကျွန်တော်အရင်ရန်ကုန်မှာလည်းကျွန်တော်လုပ်ခဲ့သေးတယ်ဆိုတော့အခုဒီမှာဆိုရင်ဘကိုးမှာဆိုရင်9နှစ်ပေါ့เนาะအားလုံးပေါင်း9နှစ်တည်းဝင်လာပြီအဲ့ဒီထဲမှာဘယ်လိုတွေတွေ့ရလဲတချို့တစ်ခိုင်ညရင်မြေဝယ်မကြဆိုတာမှန်တယ်မြေဝယ်မကြဆိုတာမှန်တယ်ဒါပေမဲ့တေးကြခိုင်မာတဲ့မြေကိုဝယ်မှမြေဝယ်မကြဆိုတာဖြစ်လိမ့်မယ်တချို့ကြတော့ဝယ်တော့ဝယ်လိုက်တယ်အပေါင်းအသင်းကိုယင်းနှီးလို့မိတ်ဆွေကိုယင်းနှီးလို့ဘေးနာလူကိုယုံလို့ဝယ်လိုက်တဲ့ဟာတွေတစ်ခိုင်ညအမှားတွေဖြစ်လာတယ်အဲ့တော့ကိုတကယ်လိုချင်တဲ့ခိုင်ညထုတ်ရတဲ့ခါမျိုးကြရင်ဈေးကတော်တော်နဲ့မရတာမျိုးတွေကြုံရတယ်တော်တော်နဲ့ရောင်းရခတ်တာတွေကြုံရတယ်အဲ့တော့အဆင်ပြေတဲ့ဈေးတန်းတစ်ခုနဲ့အယောင်းဝယ်လောက်ရတာတွေအများကြီးတွေ့ရတယ်ကိုတော့ဝယ်လို့ရတယ်ဒါပေမဲ့ပြန်ရောင်းရင်ခတ်တဲ့ဟာမျိုးတွေပေါ့ဒါတွေအများကြီးရှိတယ်ပေါ့နော်ဒါကြောင့်မိတ်ဆွေတို့ကိုကြံပေးချင်တာကနော် HMA နဲ့ပတ်သက်ပြီးတော့မြေနဲ့ပတ်သက်ပြီးတော့တေချာနားလည်ဖို့အတွက်ကျွန်တော် training တင်တန်းလေးဖွင့်ပေးမယ်မကြခင်မှာလာပါမယ်ဒါကြောင့်စိတ်ဝင်စားတဲ့ဆိုရင်တက်လို့ရတယ်နော်ဈေးလည်းပေးထားလို့ရတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ် Ryan မေးရကိုဆိုင်ပါ